အားလုံးပဲမင်္ဂလာပါခင်ဗျာဂျော်ဆွာဘန်နဲ့ရော့ထန်ကိုနှိုင်းဆင့်သိပါသလားကျွန်တော်ကတော့ no ပါဒီရဲ့ပြဿနာပဲကဆလာတယ်ဆိုရင်ဂေးဘက်ဘန်ကဘန်ကရိုဘာကိုအနိုင်ယူတဲ့ပွဲပြီးတင်ခဲ့တဲ့စတေတက်ကနေဆလာခဲ့တာပါဂေးဘက်ဘန်ကဘာရေးတင်ခဲ့တယ်ဆိုရင်ဘန်ကိုမြင်ရတာရော့ထန်ကိုမြင်ရတယ်လို့ပဲလို့ရေးတင်ခဲ့တာပါဂေးဘက်ဘန်ရေးတင်ခဲ့တဲ့ပို့အောက်မှာဆိုရင်နိုင်ငံပေါင်းစုံကပရိသတ်တွေညှင်းခုန်ခဲ့ပါတယ်ကျွန်တော်တို့မြန်မာပရိသတ်တွေကတော့အယောက်90အယောက်100မှာဆိုရင်အယောက်90အယောက်100လုံးကလုံးဝကိုလက်သင့်မခံတာပါဘာလို့လဲ1နဲ့ USC ကအစစ်တမ်းမတူသလို Founder တွေရဲ့ပိုင်ဆိုင်ထားတဲ့အရေးသွေးမှလည်းကွာဟလွန်လာပါတယ် USC promotion ဆိုတာကမ္ဘာ top 1အစစ်မှာရှိတာပါ1အနေနဲ့ USC ကိုမှီဖို့ဆိုရင်10စုနှစ်တစ်ခုလောက်လိုက်ရမယ့်အနေအထားမှာရှိတာပါ1ကရော့ထန်ကိုမြှောက်ချထားတဲ့သူတယောက်သူ့ရဲ့ပွဲထိုးခဲ့တဲ့ Founder တွေထဲမှာစူပါလက်နဲ့ဟာဂါဒီကပဲပြန်ဘက်ခေါင်းလို့ကျွန်တော်တို့မြင်မိတာပါကြံရော့ထန်နဲ့ပွဲတက်ပြီးတဲ့ Founder တွေက1ကသူ့ကိုမြှောက်စားလာတဲ့အတွက်ရော့ထန်နိုင်ဖို့ပဲခေါ်ယူတဲ့ပွဲတက်ပြီးပေးထိုးခဲ့တာပါအခုတောင်ရော့ထန်ကိုစုံတဲ့ Founder တွေ1ကဘယ်မှာကြောင်ထိုးထားလဲတောင်မသိတော့ပါဘူးဒါကြောင့်ပြောတာဘန်နဲ့ရော့ထန်နှိုင်းဆင့်မှုအပေါ်ပိုအောက်ကွန်မန့်များမှာမြန်မာဖန်အများစုကဘယ်လိုပြောလဲဆိုရင်ကမ္ဘာအစစ်မှာကစားတဲ့ကလပ်နဲ့ဆူစကီအစစ်မှာကစားနေတဲ့ကလပ်ကွာဟမှုရှိပါတယ်ဆိုပြီးပြောဆိုထားကြပါတယ်ရော့ထန်ဆိုတာ1ကမြှောက်စားပြီးတက်လာတဲ့သူဘန်ကတော့အောက်ဆုံးကနေ 0% ကနေတစ်စစ်စင်တက်လာပြီးကမ္ဘာအစစ်နံပါတ်1နဲ့ဆင်ပြပြီးအနိုင်ရပြီးချန်ပီယံဆင်ခေါ်ခွဲရတဲ့သူဒါကြောင့် Founder အရေးတွေးပိုင်းကကွာဟလွန်လာပါတယ်အားလုံးအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ